ကောင်းဆုံးပါဘာလီကြီးအားမင်းတရားတက်တက်လက်ဝင်ပုံလေးကိုရဒီထားစဉ်းစားလူတွေကောင်းကိုရွယ်ကြိုးစားကြတဲ့အခါမင်းအတားစိတ်ကိုမိပုံရှုံနိုင်မှာအိုညီလေးရင်မန္တာလုံးပေါ်ဟုတ်တာပြောလိုက်ကြောင်းလို့ပေါ့ရှိတန်ချင်းရဲ့ပြေးဝတဲ့နဲ့တိတ်တွေကိုမြင်ပြီးပါမှန်တရားအတွက်ကပဲမရင်တွေကိုတိုက်ခိုက်ကြတဲ့အခါမင်းတည်းဘဝကိုစွန့်လို့ထားနိုင်မှာယုံကြည်ပါမှန်တရားတို့သားဆုံးဒုက္ခဒုက္ခနဲ့ရင်ဆိုင်လာရင်တုံ့လို့ဟုတ်လားယုံကြည်ပါမှန်တရားတို့သားဆုံးဒုက္ခကောင်းဆုံးကိုရှာဖွေပေးစမ်းနိုင်မင်းချစ်တဲ့လောကကြီးတာယာဖို့ကောင်းသောရည်ရွယ်ချက်နဲ့လူငယ်လေးတယောက်ဖြစ်ပေါ်သွားလူသားတိုင်းပေါ်မှာချစ်တဲ့စိတ်လေးထားသက်ရှင်ခြင်းကကောင်းဆုံးပါဘာလီကြီးအားမင်းတယောက်တက်တက်ဝင်ကိုလေးကိုရဒီချာစဉ်းစားလူတွေကောင်းဖို့ရည်ရဲ့ကြိုးစားကြတဲ့အခါမင်းအတားစိတ်ကိုမိပုံရှုံနိုင်မှာအိုညီလေးရေမန္တာလုံးပေါ်ဟုတ်တာပြောလိုက်ကြောင်းလေးပေါ့ရှိတန်ချင်းရဲ့ပြေးဝတဲ့နဲ့ဒီပဲကိုမင်းပြီးပါမှန်တရားအတွက်ကပဲမရင်တွေကိုတိုက်ခိုက်ကြတဲ့အခါမင်းတည်းဘဝကိုစွန့်လို့ထားနိုင်မှာယုံကြည်ပါမှန်တရားရိုးသားဆုံးလှူရှာဒုက္ခနဲ့ရင်ဆိုင်လာရင်တုံ့လို့မဟုတ်လားယုံကြည်ပါမှန်တရားရိုးသားဆုံးလှူရှာကောင်းဆုံးကိုရှာဖွေပေးစမ်းနိုင်မှာတို့ချစ်တဲ့လောကကြီးကာယာဖို့ကောင်းသောရည်ရွယ်ချက်နဲ့လူငယ်လေးတယောက်ဖြစ်ပေါ်သွားလူသားတိုင်းပေါ်မှာချစ်တဲ့စိတ်ကြီးထား